မိုက်ပြက်ငယ်ဘွားအိတ်ချိန်တွေမှာစေယောဂတဲ့ကြီးလာဖမ်းသွားမယ်လို့6လခံခဲ့ရတယ်လို့အိတ်မပြောသေးရင်ရောက်လာတော့မယ်နောင်နာတွေနဲ့ပဲညင်းနက်ကိုချိုးလိုက်ပါရဲ့ဂျိုစိတ်နေတဲ့ပလင်းတစ်ခုကိုဖုံးပိတ်လိုက်တယ်လို့ရင်ဝင်ထဲကအမျိုးသမီးကိုခက်တင်းတင်းဖက်လိုက်ရင်တပည့်တော်ကိုခွင့်မလွတ်ကြပါနဲ့တော့လို့အဲ့ရတဲ့မဝင်ခင်ကတည်းသူဝတ်ပြုတ်လို့ပြစ်ပိတ်ခဲ့တဲ့နတ်တွေဝါရီစီတင်လျှောက်မိတယ်ဆန္ဒများနဲ့ထီကိုမှတ်ညံကိုဖောက်ဖောက်တစ်ချက်နမ်းလိုက်တယ်ငါသိတယ်ကိုချင်းခွာလိုက်ရင်ဒီတွေစုပ်သွားတယ်လို့ငါမူရင်ဟာတေးချင်းချမ်းမှာပေါ်လာတော့မှာပြီးရင်တောင်မြေပေါ်မှာအသေးပုံတွေကပေါင်းလက္ခဏာနဲ့နှစ်ယောက်နာမည်ကိမုံဖြူဘောက Happy Birthday Baby ဆိုတဲ့ချောကလက်စာသားခုငါကအဲ့ဒီတွေကအညွှန်းနံစားတွေမှာမဟုတ်တော့ပဲငါမနဲ့ထွက်ခေါ်ရပြဝိဘတ်တွေဖြစ်သွားတယ်အခေါ်တွေကိုတဘာဝအတိုင်းမစွန့်ပြစ်နိုင်တော့လို့ဘိုက်ကိုဖောက်ပြီးပိုက်နဲ့ထုတ်နေရတယ်ငါဆေးဟာငါမိုက်ပြစ်တွေကိုတစ်ချက်ချင်းထုတ်ပြနေတာကိုပဲလက်ပလာနဲ့ထိုးသားလို့ငါဘေးကကြည့်နေရတာမြစ်တာစစ်တိုင်းစိတ်ရင်းတိုင်းမှာငါအမျက်ထုတ်အခွင့်ကောင်းယူခဲ့တဲ့နှင်းဖန်လုံးတွေကိုဖြူဆုပ်သွားတဲ့အထိတစ်ခုချင်းလှုပ်ပြနေတာရင်းထားလို့တုံရီနေတဲ့ကြွက်သားတွေအနံစိုးတွေနဲ့မကြမ်းမာနေတဲ့စိတ်ပေါ့ထိတ်ကန်တာကြောင့်နှာရည်ပုတ်တွေဇက်တိုက်ကျနေတဲ့ခရွန်းနဲ့အသက်ရှူလိုက်တိုင်းငါ့ကိုယ်တွေကအနံ့တွေကငါ့ကိုပြန်အောက်ကလေးဆန်စေတဲ့စိတ်ရဲ့ယောဂပေါ့အပြင်ကလူအစ်စ်တွေရဲ့ဘဝအစ်စ်တွေမှာယောဂအစ်စ်တွေကြောင့်ဝေဒနာအစ်စ်တွေရနေတာလေငါသိပါတယ်အိမ်မပြောဘူးလားလို့သူကမေးတယ်နောက်ကနေဖတ်တာပေးပါလားလို့ပြောပြီးတစ်ဖက်ကိုလှည့်ပေးလိုက်တယ်ဒါပေမဲ့ကောက်ချစ်ပေးမဲ့လက်သေးတွေရှိတဲ့ရာရံမှုတွေကုန်စင်သွားပြီးဖြစ်တယ်အသက်ရှူစံတွေပူကျလာပြီးအမောင်ဟာတဖြည်းဖြည်းပူကျင်းလာတယ်နောက်ဆုံးတော့ရောက်လာခဲ့ပြီထင်တဲ့အိမ်မက်ကောင်းတဲ့ချစ်စရာကလေးငယ်တွေဟာပွေ့ချီဖို့ကြိုးစားတဲ့ငါ့ကိုကြောက်ရွံ့နေကြတယ်ငါကြောက်နေတယ်အကြာကြီးပဲမြတ်ကျော်12ရက်9လ2025